မိတ်ဆွေတချို့ကပြောတယ်TikTok တို့ YouTube တို့မှာTelegram တို့မှာလူကြည့်များအောင်ဆိုရှင်တော့မင်းပုံစံပြောင်းမရမယ်တဲ့မင်းဒီလိုပြောနေလို့ကတော့ဘယ်သူမှစိတ်ဝင်စားမှုကြည့်မှာမဟုတ်ဘူးတဲ့မကြည့်နေပေါ့စိတ်ဝင်စားနေပေါ့ကိုယ်တိုင်းပြည်တက်ကိုပြောတာပဲဥစားခင်ဗျားတို့ကိုယ်တိုင်းပြည်တက်ကိုစိတ်ဝင်စားရင်တော့ဘာတက်နိုင်မလဲဟုတ်တယ်သူတို့ပြောတာလည်းမှန်ပါတယ်တနေ့ကကျွန်တော်လည်းကြည့်လိုက်တယ်သူတို့ပြလို့ဖင်လှုပ်ပြီးသချင်းဆိုတဲ့ကောင်မလေးစားလောက်ရှိမယ်9မိနစ်လောက်ရှိမယ်ကြည့်ရှုသူကတန်းကျော်ကိုဒီမြတ်ကျော်တို့ဘာလို့ပြောတဲ့တောင်မှပဲသူကပို့ပြီးကြည့်ရှုလို့များသေးတယ်ဗါ Telegram တို့ဘာလို့YouTube တို့မှာဟုတ်ပြီအဲ့ဒါဆိုတော့ကြည့်ပေါ့ဘယ်တတ်နိုင်မလဲကျွန်တော်ကတော့ရှင်းရှင်းနဲ့ဘုံပဲပြောတာဘယ်သူမှကျွန်တော်ကဒီဥစ္စာကိုလှုပ်ရှားတာမဟုတ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကိုပြောတယ်လို့ကျွန်တော်ခံယူတယ်ကျွန်တော်ပြောချင်တာပြောတာကျွန်တော်ပြောချင်တာကိုပြောတာအဲ့တော့ပြောချင်နေတာတွေကိုကျွန်တော်ပြောတာဒါပဲကျွန်တော် channel ကဒီလောက်ပဲလုပ်ပြီးတယ်ကြိုက်တာမကြိုက်တာသူများရဲ့ပြောတာမပြောတာကိုလို့ဒါပဲအဲ့တော့ဗမာပြည်ကလူတွေကဒီဘာဘာသာတွေရောဗာတွေရောဗမာလူလူပြောတာနောက်ပြီးတော့ကစစ်တပ်ထဲရောက်နေတဲ့ကလေးတွေအစားပြောတာအကုန်လုံးကျွန်တော်ကအလုံးတာသမီချင်းရောလူသားချင်းရောစာနာတဲ့အနေနဲ့ပြောတာနောက်တစ်ခုကတော့နိုင်ငံကိုသိချစ်တဲ့လူတယောက်အနေနဲ့ကျွန်တော်ပြောတာအဲ့ဒါကိုကြိုက်တာမကြိုက်တာကျွန်တော်လုံးမဟုတ်ကျွန်တော်တော့ပြောစားရှာပြောရမယ်အဲ့ဒီမှာဘာလဲဆိုရင်ကျုံမျိုးလို့ခေါ်တဲ့ကျုံမျိုးကရှိအခုလာရှိုးကိစ္စမှာညတော့တွက်ကြည့်ဒါလာရှိုးကိစ္စပဲပြောတာတွက်ကြည့်ကြုတ်ကြဝင်လာတယ်သူတက်တယ်နဲ့ဝင်လာတယ်တက်တယ်ဆိုတာသူတို့ပြောတော့အဆောင်ရှောက်တယ်ပေါ့ဗျာဘာပဲပြောဝင်လာတယ်သူကအလဲကနေပြတခါလဲအေကိမင်းကြီးကအလဲရတယ်ထိုင်းတယ်ဘာမဟုတ်တဲ့အကောင်ကအေကိမင်းတလုံးနာဟဲ့ကအမေဒီလာဇန်ဘောကစစ်တပ်ကကောင်နေလာဇန်မင်းကဒီလိုလုပ်မင်းကဟိုလိုလုပ်မင်းကဟိုလိုဗေဒရိခက်ကစစ်ဘရင်တွေကိုထိန်းချုပ်တဲ့နီးစနစ်တရုတ်ကသုံးတယ်တရုတ်ကဘယ်လိုသုံးလဲဒီစနစ်ကိုဟေးငါဘင်းမင်းတို့အောက်ကကောင်တွေဖြစ်နေပြဿနာဖြစ်နေငါလာပြီးအခုစကားပြောပြီငါမေကိုနာခံမင်းကဒီလိုနေမင်းကဟိုလိုနေမင်းကရွက်ကောက်ပွဲလုပ်မင်းကဟိုကောင်နေမင်းတို့ရွက်ကောက်ပွဲလုပ်တဲ့ခါကျမင်းတို့အမှဆောင်းရှောက်လိုက်ပြီးရင် तू ကခါရဟိုပြန်ဖြစ်သမ္မတတွေဘာတွေပြတာမှ तू ကလည်းပါတီတစ်ခုကနိုင်ဝိုင်းလဲဘယ်ပါတီနိုင်မယ်ဆိုတော့လူတိုင်းသိပြီးသားအဲ့လိုဖြစ်မဲ့လုပ်ပြီးတော့သူ့အကျိုးစီးပွားကိုသူကကာဝယ်တာဒါဆိုရင်တရုတ်ပြည်ကိုအမေရိကန်ကချတယ်အမေရိကန်ချတာမှအကြီးကျယ်ချတာတရုတ်ပြည်မှာစုပ်ပြတ်တတ်နေအောင်ခံရတယ်ဒါသူ့ရဲ့ထွက်ပတ်ကဘာလဲရှိလဲဆိုရင်ပြည်တော်စုသမ္မတတရုတ်ပြည်သူသမ္မတနိုင်ငံမြန်မာနိုင်ငံပြည်နယ်ကြီးကိုသူကလိုချင်နေတယ်ဘာလို့ဆိုအဲ့လိုတာထွက်ပတ်ကဒီဘက်မှာရှိပြီးအဲ့မှာအာဖရိကတို့ဘာလို့ဟိုဘက်ကဟာတွေကိုသူလုပ်အဲ့တော့ तू ကဗမာပြည်ကို तू ကလက်လွတ်လို့မရတဲ့အတွက် तू ကဗမာပြည်ကို तू ကဒီဥစ္စာပေါ့ဒီသူတို့စကားနဲ့ပြောတာပါပဲwithin territory of China ဆိုပြီးတော့ဒီတရုတ်ရဲ့ဩဇာပေါ့ဩဇာအာဏာလွှမ်းမိုးမှုအောက်မှာရှိတဲ့နိုင်ငံတစ်ခုကိုသဘောထားတာနူးမြေပြောရတဲ့စကားတွေမှာခင်မလေးပြောရတဲ့မှာဘာလို့ငါတို့နာခံမှာလဲဒါငါတို့တိုင်းပြည်ငါတို့ပိုင်တဲ့နေရာအဲ့တော့တရုတ်ကငါ့ကိုလာပြီးစီမအုပ်ချုပ်လို့မရဘူးတဲ့ခံဝဲလို့မရဘူးတဲ့ဟုတ်တယ်တမ်းမှန်တယ်MMDA တို့ဒီပလောင်တို့နောက်ပြီးတော့ဟိုဘက်ကဝါတို့ကသူတို့တရုတ်မျိုးနယ်တွေရှင်းပြောမယ်ဆိုရင်တော့တရုတ်အုပ်ချုပ်လဲသူတို့ကဘာမှမဖြစ်ဘူးသူတို့အေးဆေးပဲသူတို့ခမ်းမှဘူးလဲဆိုရင်ဗမာလူတို့အခုထက်ထိသဘောမပေါက်သေးတဲ့မဘာတာတို့ဘောမတို့နောက်ပြီးတော့အေးဆေးပါပဲဘာပဲဖြစ်ဖြစ်ပေါ့ကိုလုံးမကိုစားရတာဆိုတော့ဗမာလူတို့ခမရတို့တွေတရုတ်ကြုံဖြစ်တော့မှာအဲ့ဒါမှတ်ထားခမရတို့ကဂျွန်ကိုသဘောကျနေတယ်ဂျွန်ဘိုးကကိုသဘောကျတယ်စစ်ဂျွန်ပြီးရင်တရုတ်ဂျွန်ပြောရင်လည်းပဲပြောတယ်ဒီကောင်လေးရှောက်ပြီးအာနေတာနိုင်ငံရေးသမားတွေဆောင်းမအာနေတာဘာနိုင်ငံရေးသမားမဟုတ်တော်လိုင်းလုပ်ခဲ့တဲ့ကောင်ပဲ
ကိုတိုင်းပြည်ချစ်လုံးလို့ကိုချုပ်ချအာဏာကိုသူများလက်ထဲမရောက်စေခြင်းလုံးလို့နေဝင်းတောင်မှအဲ့လိုမပေးခဲ့ဘူးဟာခင်ညွန့်လက်ထက်ကစပြီးတော့တရုတ်ကိုအဲ့လိုပေးခဲ့တာတန်းရွှေတို့ခင်ညွန့်တို့အခုမင်းအောင်လိုက်ပို့ဆိုးတယ်ဟာကိုနိုင်ငံကိုရှမ်းပြည်ကိုတရုတ်လက်ထဲအမယ်ရှမ်းပြည်ပြည်မှာလုံးမလဲအောက်ကိုတဖြည်းဖြည်းဆင်းလာပြီးတော့နော်ဗမာတွေခံရမယ်ဟိုမှာရခိုင်ကတော့သူ့ရဲ့အင်အားနဲ့သူဘာဖြစ်တောင်းခံနိုင်သေးတယ်တောင်းခံနိုင်သေးတယ်လို့ပြောတာတကယ်တမ်းဖြစ်လာရင်ပြဿနာအကြီးကြီးပဲနော်ကချင်ကတောင်းခံသေးတယ်ကြရလည်းတိုက်နေတယ်အချင်းတွေကလည်းတိုက်နေတယ်ကျွန်တော်အားလုံးညီညွတ်မှုမရှိတော့ခါကြတော့ဟောဘာဖြစ်လာလဲဆိုတော့လူမလေးတော့ခွင့်မခံဘူးပေါ့ဗျာဒါပဲဟောမင်းအောင်လည်းမခံဘူးဟောအခုဟာလာဟို NCA လည်းမထိုးရဆိုတဲ့အကောင်တွေကလည်းပဲနော်ကျွန်တော်နေမြန်မာလာပဲရုပ်ောက်ပွဲလို့ပါခင်ဗျာဆိုတော့ရုပ်ောက်ပွဲဖြစ်သွားရင်နော်ခင်ဗျားတို့စစ်ကြုံဘွားကိုနော်နောက်ထပ်အနှစ်ပေါင်း100ကျော်ခံအောင်မယ်ခင်ဗျားတို့ကပျက်စီးခဲ့တာဆုံးရှုံးခဲ့တာခင်ဗျားအသက်တွေပေးခဲ့တာတွေအားလုံးကဆုံးရှုံးသွားမှာဒီကြားထဲမှာဟို NUG လည်းခဏပြောတယ်နေဥကြော်သောပြောတာကျွန်တော်သဘောမကျဘူးမေးစီမမေးတဲ့ဥစ္စာတွေမေးစီမချင်ဟုတ်တယ်မေးတဲ့ဟာနော်ဟိုတိတိကျကျမေးတာလေရင်ပြည့်တဲ့နှက်တွေပါခင်ဗျားတို့နော် NUG နော်ခင်ဗျားတို့ကိုယ်တိုင်ပြသူများလက်အောက်ရောက်တော့မယ်နော်ခုတတိခင်ဗျားတို့ဟိုလိန်သလိုဒီညာသလိုဟောခိုလိုဒီလိုမလုပ်နဲ့တေချာလှုပ်တော့ခင်ဗျားတို့နော်လုံနိုင်လည်းခင်ဗျားတို့ဖယ်တော့လုံနိုင်တဲ့လူငယ်တွေအများကြီးရှိတယ်လုံနိုင်တဲ့စစ်ကောင်းဆောင်တွေအများကြီးရှိတယ်လုံနိုင်တဲ့ငိုင်းတော်တွေအများကြီးရှိတယ်နော်ခင်ဗျားတို့ NLD ဆိုပြီးခင်ဗျားတို့ထက်ကနေနေရာယူပြီးခင်ဗျားဟိုပောက်ရရှောက်လို့နေကြတယ်ကျွန်တော်တို့အကုန်လုံးမြင်နေတယ်သိဟာကိုချင်းချင်းမပြောချင်လို့ဟလာဟိုမျိုးစိတ်ထားပေမဲ့အခုတိုင်းပြည်ကရောက်ထက်ရောက်တော့မှာဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်တဲ့ proxy war ဆိုတာလည်းပဲဖြစ်ချင်မှဖြစ်မှာဖြစ်လာရင်လည်းပဲဗမာပြည်ပဲနာမှာဗမာလူမျိုးတွေပဲနာမှာအဲ့တော့ပြည်တွင်းမှာရှိတဲ့နော် PDF တွေနော်အကုန်လုံးညင်ရကြပါတော့ခင်ဗျားတို့ရှမ်းပြည်ကိုလွတ်လိုက်တော့မရတော့ဘူးရှမ်းပြည်ကနော်ရှမ်းပြည်အစဲစဲမှာကွဲနေတဲ့ပြည်နယ်ကျွန်တော်တို့အဲ့မှာရှမ်းပြည်မှာရှိတဲ့ PDF တွေအကုန်ပြန်လာတော့ကျွန်တော်တို့တိုင်းကြီး9တိုင်းဝင်ရအောင်လို့ကျွန်တော်တို့တက်ရတော့မှာခင်ဗျားတို့နားလည်ဖို့အဲ့ဒါလိုအပ်နေပြီနော်အဲ့တိုင်း9တိုင်းမှာကျွန်တော်ခဏခဏပြောကျွန်တော်ယုံကြည်တာကချင်နဲ့ရခိုင်ကိုကျွန်တော်ယုံကြည်တယ်သူတို့တိုက်လိမ့်မယ်ချင်းလဲဟလာဒီနှစ်ချမ်းကွဲနေပဲဘာပြောသူတို့ဟလာတိုက်မယ်လုပ်မယ်ဆိုတဲ့အထင်မှာပါတယ်နော်ဒီနေပါတယ်နော်တင်လဲလက်မလျှော့သေးပါဘူးနော်အဲ့တော့ကျွန်တော်နိုင်ငံကသူများကလာပြီးတော့နော်ဟိုလိုလို့ဒီလိုလို့ဆိုအမိန်ပေးတယ်ကျွန်းနိုင်ငံဖြစ်နေတာခင်ဗျာဗမာလူမျိုးတွေဘာတွေစဉ်းစားနေတာလဲအခုတည်းဟိုဖင်လေးနက်ကိုခင်ဗျာဟိုတော့ TikTok လေးနဲ့စော့တော့ဖင်လေးနက်ကိုခါရဲလိုက်ပြီးတော့ဟိုလိုက်တော့ခင်ဗျားတို့ကြုံပြတော့ခင်ဗျားတို့ဒီလောက်ဆင်းရဲဒုက္ခရောက်နေတာခင်ဗျားတို့နားမလည်သေးဘူးလားဟိုစစ်သားလေးတွေဘုံမှုတက်ကကောင်တွေအကုန်လုံးခါရဲသူတို့ကချမ်းသာအောင်သူတို့ကဒီကောင်တွေကအချောင်စားတွေအဲ့ဒီကောင်တွေကိုအာနာရဖို့အတွက်အဲ့ဒီကောင်တွေအဲ့လိုချမ်းသာဖို့အတွက်မင်းတို့ကတိုက်ပေးနေရတာခလေးတွေရဲ့နော်ဟာဟိုမိတော့မှဟိုမေလို့မရောက်လာတာမစဲနဲ့ဟောအရင်တုန်းကတည်းကငါတို့ဒီလိုဖြစ်နေပြီဆိုတော့သိရင်နော်နိစ္စရ PDF နဲ့ပူးပေါင်းနိစ္စရတပ်ဖွဲ့နဲ့ပူးပေါင်း ERO နဲ့ပူးပေါင်းနော်ပြီးတော့ကိုယ်နိုင်ငံကိုပြန်ပြီးတော့အချုပ်ချာအာဏာပြန်လို့တော့ဟိုမဘသားတွေနော်အမျိုးဘာသာသာနာတဲ့မင်းတို့တရုတ်ကျွန်းဖြစ်တော့မှအမျိုးဘာသာသာနာဟိုကောင်ဟိုရေဝတတို့ဟိုငပေါက်တို့နော်ဟိုပုတုမတို့နော်ကြောင်မျိုးမင်းတို့နော်ကျော်စိုးဦးတို့နော်ဘောဟင်းတို့မင်းတို့စဉ်းစားကြည့်နော်မင်းတို့ပြောတော့ကိုယ်နိုင်ငံသိချစ်တယ်ကိုယ်တိုင်းပြည်ကိုသိချစ်တယ်အခုမင်းတရုတ်နိုင်ငံရဲ့တရုတ်ရဲ့ဟိုသာပေါ့ဩဇာခံဖြစ်တဲ့ခါကျတော့မင်းတို့ဘာပြောမလဲအဲ့တော့တိုင်းပြည်မှာညှဉ်းညွတ်ကြပါတော့ကိုယ်နိုင်ငံရဲ့အချုပ်ချာအာဏာကိုပြန်ပြီးလုပ်ကြပါတော့မင်းတို့ဒေါအောင်ဆန်းစုကြည်စွတ်ဆဲနေကြတယ်ဟောအဖိုက်လောက်သွားတာတွေအများကြီးရယ်ဟောဒါပေမဲ့သူ့မှာလည်းအမှားမရှိလို့ငါမပြောဘူးရှိတယ်တိုးတော်လည်းပဲနော်ဘာဖြစ်ကိုယ်တိုင်းပြည်ဟာအချုပ်ချာအာဏာနဲ့ရှိနေဖို့အတွက်အရေးကြီးတယ်အဲ့ဒါလေးကိုနော်မင်းတို့ white view စိုက်ကြပါနော်အားလုံးကျေးဇူးတင်တယ်မြန်မာလူပါနော်
ကျွန်တော်ဗီဒီယိုလည်းမျှဝေပေးကြပါကြည့်ကြပါခင်ဗျာ